လုံးပဲမင်္ဂလာပါ Ophelia Story တင်လင်းရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဟိုးရှိရှိတော့တာယာလာပါတဲ့မနက်ခင်းတစ်ခုမှာတောအုပ်ပြီးချင်းတီကြီးတစ်ကောင်ကကြီးမားစိမ့်ဆူနေတဲ့တစ်ပင်အရေးအောင်မှာအိတ်ဆက်အနားယူနေပါတယ်သူရဲ့ချွေးဝါရောင်နဲ့ဆံမွေးတွေကနေအောင်ထဲမှာလင်းလက်နေပြီးသူ့ရဲ့ဟောက်တန်ကတောတစ်ခုလုံးကိုပဲ့တင်နဲ့ထက်နေပါတယ်ဒီအချိန်မှာကြွက်ကလေးတစ်ကောင်ကအဲ့ဒီနားမှာပဲစားစရာရှာရင်ပြေးလွှားနေပါတယ်ကန်ဆိုးလာတဲ့ကြွက်ကလေးကတော့မျက်တွေကြားထဲမှာအစာရှာဖို့ပြေးရင်လွှားရင်နဲ့မတော်တဆချင်းတီကြီးရဲ့ခြေပွားပေါ်ကိုဖြတ်ပြေးမိသွားပါတော့တယ်ချင်းတီကြီးရဲ့မျက်လုံးတွေကဖက်ကနေပွင့်လာပြီးသူ့ရဲ့ကြီးမားတဲ့အော်ဒန်ကြီးနဲ့ဟိဟောက်လိုက်ပါတော့တယ်သူ့ရဲ့ကြီးမားတဲ့ခြေပွားကြီးနဲ့ကြွက်ကလေးကိုဖမ်းလိုက်ပါတော့တယ်ကြွက်ကလေးကကြောက်လန့်ပြီးတုန်ရင်နေပါပြီချင်းတီကကြွက်ကလေးကိုချင်းချောက်တဲ့အနေနဲ့သူ့ရဲ့ထက်မြက်လာတဲ့အဆွဲတွေကိုဖျဲပြလိုက်ပါတယ်ငေါနောက်ဆက်ပေးတယ်ကြွတ်စုံလေငါအိပ်ပျော်နေတာဖြစ်စီတယ်မင်းကိုကူးချက်ချင်းဝါစားဖြစ်မယ်လို့ချင်းတီကဟိဟောက်လိုက်ပါတယ်ကြွက်ကလေးကတုန်လို့ပြီးတောင်းပန်ပါတော့တယ်အိုးချင်းသေးမင်းကြီးကျေးဇူးပြုပြီးကျွန်တော်ကိုခွင့်လွှတ်ပါကျွန်တော်အတင်ချင်းသေးကြီးအိတ်နေတာကိုနှောက်ယှက်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်ကိုစားလိုက်လို့လဲအတင်ချင်းသေးကြီးဗိုက်ပြေမှာမဟုတ်ပါဘူးအခုကျွန်တော်ကိုလွှတ်ပေးလိုက်မယ်ဆိုရင်နောက်တစ်ချိန်မှာဒီကျေးဇူးကိုတေချာပေါက်ပြန်ဆက်ပါမယ်ခင်ဗျာချင်းတီကကြွက်လေးရဲ့စကားကိုကြားပြီးချီမောလိုက်ပါတော့တယ်မင်းကငေါ့ညီမဲဟုတ်လားမင်းလိုအကောင့်တေးလေးရလေဟာအေးကွာမင်းကိုစားလို့လည်းငါပိုက်ကွာမှာမဟုတ်မင်းတတိရောအတဘောချာတော့ကြွလေးငါစင်ပြောင်းရင်အမြန်တော့လို့ပြောပြီးချင်းတီကြီးကကြွက်ကလေးကိုမြေပေါ်သို့ချပြီးလွတ်ပေးလိုက်တဲ့ကွယ်ကြွက်ကလေးကလည်းဝမ်းသာပြီးအဝေးသို့ပြေးသွားပါတယ်ရှက်နေငယ်ကြပြီးနောက်မှာချင်းတီကြီးကတောထဲမှာအမဲလိုက်နေခဲ့ပါဒီလိုနဲ့သူဟာမထက်မတဲ့အချိန်မှာမုတ်ဆိုးတစ်ယောက်ထောင်ထားတဲ့ထောင်ချောက်ကိုမိသွားခဲ့ပါပြီရုတ်တရက်ကြီးမားတဲ့ပိုက်ကွန်ကြီးပေါ်လာပြီးချင်းတီကိုဖုံးအုပ်လိုက်ပါတယ်ချင်းတီကဟဲဟောက်ပြီးတော့ရုန်းကန်ပါလေဒါပေမဲ့သူ့ရုံးလေပိုက်ကွန်ကပိုတင်းကျပ်လာပါတယ်ချင်းတီကြီးကဟဲဟောက်ရုံကလွဲလို့အခုချိန်မှာဘာမှမတတ်နိုင်တော့ပါဘူးဒီချိန်မှာအဝေးတနေရာမှာမျိုးစေ့တစ်ခုကိုကိုက်စားနေတဲ့ကြွက်ကလေးကအဝေးကချင်းတီအော်လန်ကိုကြားသွားပါတော့တယ်ချင်းတီကြီးရဲ့အတန်မှန်တိသွားတဲ့ကြွက်ကလေးကအတန်လာရစီကိုမှန်းဆပြီးပြေးလာပါတော့တယ်နောက်ဆုံးမှာကြွက်ကလေးကချင်းတီကြီးနားကိုရောက်လာပါတော့တယ်သူ့ရဲ့မိတ်ဆွေချင်းတီကြီးပိုက်ကွန်နဲ့မိနေတာကိုမြင်လိုက်တဲ့ကြွက်ကလေးကကူညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မပူပါနဲ့ချင်းသေးကျွန်တော်တင့်ကိုကူညီပါမယ်လို့အော်ပြောလိုက်ပါတယ်ပြီးရနဲ့ကြွက်ကလေးကမတွန့်ဆုပ်ပဲပိုက်ကွန်မို့တက်ပြီးသူ့ရဲ့တင်းငယ်ချွန်ထွက်နေတဲ့သွားလေးတွေနဲ့ပိုက်ကွန်ကိုကိုက်ဖြတ်ပါတော့တယ်သူ့ရဲ့မနာတဲ့ကိုက်ဖြတ်မှုတွေနဲ့အတူပိုက်ကွန်ကတစားတစားစီပြတ်လာပါတော့တယ်ဒါပေမဲ့ကြွက်ကလေးရဲ့မောပန်းပြီးသွားတွေကပြုတ်ထွက်မတက်နာကျင်နေပါပြီမင်းတရားဦးထဲဘလို့ကိုက်ဖြတ်နိုင်မှလဲကြွက်လေးရငါတို့ဒီမှာပဲသက်ဆုံးရတော့မယ်ထင်ပါတယ်ချင်းတီကြီးကညှင်းညူလိုက်ပါတယ်အတွေ့မဆောင်းပါနဲ့ဦးချင်းသေးမင်းကြီးအသင့်ကိုကျွန်တော်ကယ်မယ်လို့ပြောထားပြီးသားပါစောင့်ကြည့်နေစမ်းပါဗျာကြွက်လေးကပြောလဲပြောဆက်ပြီးတော့လဲပိုက်ကွန်တွေကိုကိုက်ဖြတ်ပါတော့တယ်ဒီလိုနဲ့ကြွက်လေးရဲ့မနာတဲ့ကိုက်ဖြတ်မှုတွေကြောင့်နောက်ဆုံးမှာပိုက်ကွန်ကကျိုးပြီးပြုတ်ကျသွားပါတော့တယ်လွတ်မြောက်သွားတဲ့ချင်းတီကကြွက်ကလေးကိုအံ့အားသင့်စွာနဲ့ကြည့်ပြီးအခုလိုပြောလိုက်ပါတော့တယ်မင်းလိုကောင်လေးကငေါ့ကေတင်လိုက်တာကကြွက်ကလေးကလည်းပြုံးပြီးတိတ်ငယ်တဲ့သူတွေလည်းကြီးမားတဲ့အကူအညီတွေပေးနိုင်ပါတယ်ဗျလို့ပြောလိုက်ပါတယ်အဲ့ဒီနေရာစပြီးချင်းတီကြီးနဲ့ကြွက်ကလေးကမထင်မှတ်ထားတဲ့မိတ်ဆွေတွေဖြစ်လာပါတော့တယ်ချင်းတီကြီးကလည်းကြွက်ကလေးကိုကာကွယ်ပေးပြီးကြွက်ကလေးကလည်းချင်းတီနားမှာအမြဲရှိနေပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်